ဝရရှင်တန်ရတာတိတ်ခက်ခဲလာခဲ့ရင်လောကဒဏ်ကငါရဲ့ခံနိုင်ရင်အားကိုစမ်းသပ်နေတာဖြစ်နိုင်တယ်လို့မိမိကိုမိမိအားတင်းပြီးစိတ်ဖြေပါတကယ်လဲလောကဒဏ်ကမိမိကိုစမ်းသပ်နေတာဖြစ်နိုင်ပါတယ်အဲ့ဒီအခက်အခဲတွေကိုနည်းနည်းလေးအားတင်းပြီးဖြတ်ကျော်လိုက်တာနဲ့တောက်ပတဲ့အနာဂတ်အလင်းရောင်filmတစ်ခုကထွက်ပေါ်လာပါလိမ့်မယ်ဒါကြောင့်စိတ်တက်မကြပါနဲ့အားနည်းနည်းတင်းထားပြီးရှေ့ဆက်ပါရက်လနှစ်တွေကြာသွားတဲ့အခါအခုလက်ရှိခက်ခဲပင်ပန်းမှုတွေဟာပြောစရာတိတ်ကောင်းတဲ့သမိုင်းတွေဖြစ်သွားပါလိမ့်မယ်လို့ယုံကြည်ရမို့လားယုံကြည်တယ်ဆိုရင်ဆက်လျှောက်ပါအားမလျှော့လိုက်နဲ့ပန်းဝင်ကနီးရင်ပင်ပန်းတာတွေပျောက်သွားပါလိမ့်မယ်အခုခက်ခဲမှုတွေကမကြမီအဆင်ပြေလာတော့မယ်ဆိုတာကိုနိမိတ်ပြနေတာပဲဖြစ်ပါတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ဗီဒီယိုလေးကိုကြိုက်နှစ်သက်တယ်ဆိုရင်အသေးလေးနှိပ်သွားပေးပါဦးနော် comment မှာတစ်ခုခုရေးခဲ့ဖို့လည်းမမေ့ပါနဲ့နော်ကျေးဇူးတင်ပါတယ်ရှင်ချစ်တယ်နော်ဘဝရရှင်တန်ရတာတိတ်ခက်ခဲလာခဲ့ရင်လောကဒဏ်ကငါရဲ့ခံနိုင်ရင်အားကိုစမ်းသပ်နေတာဖြစ်နိုင်တယ်လို့မိမိကိုမိမိအားတင်းပြီးစိတ်ဖြေပါတကယ်လဲလောကဒဏ်ကမိမိကိုစမ်းသပ်နေတာဖြစ်နိုင်ပါတယ်အဲ့ဒီအခက်အခဲတွေကိုနည်းနည်းလေးအားတင်းပြီးဖြတ်ကျော်လိုက်တာနဲ့တောက်ပတဲ့အနာဂတ်အလင်းရောင်filmတစ်ခုကထွက်ပေါ်လာပါလိမ့်မယ်ဒါကြောင့်စိတ်တက်မကြပါနဲ့အားနည်းနည်းတင်းထားပြီးရှေ့ဆက်ပါရက်လနှစ်တွေကြာသွားတဲ့အခါအခုလက်ရှိခက်ခဲပင်ပန်းမှုတွေဟာပြောစရာတိတ်ကောင်းတဲ့သမိုင်းတွေဖြစ်သွားပါလိမ့်မယ်လို့ယုံကြည်ရမို့လားယုံကြည်တယ်ဆိုရင်ဆက်လျှောက်ပါအားမလျှော့လိုက်နဲ့ပန်းဝင်ကနီးရင်ပင်ပန်းတာတွေပျောက်သွားပါလိမ့်မယ်အခုခက်ခဲမှုတွေကမကြမီအဆင်ပြေလာတော့မယ်ဆိုတာကိုနိမိတ်ပြနေတာပဲဖြစ်ပါတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ဗီဒီယိုလေးကိုကြိုက်နှစ်သက်တယ်ဆိုရင်အသေးလေးနှိပ်သွားပေးပါဦးနော် comment မှာတစ်ခုခုရေးခဲ့ဖို့လည်းမမေ့ပါနဲ့နော်ကျေးဇူးတင်ပါတယ်ရှင်ချစ်တယ်နော်